ဒီကိစ္စလေးတော့မင်းကောင်းကောင်းမလုပ်နိုင်ဘူးမင်းလုံးလာပြီးတော့ဘာလုပ်နေလဲ သမီးကတခြားကုမ္ပဏီမှာဆိုအရေးချင်းရှိပြီးတော့ဒီကုမ္ပဏီရောက်မှာဘာလို့အသုံးကြောင်လဲဆိုတာဂျာကြီးတော့မသိဘူးလား ဘာမင်းဘာပြောလိုက်တယ် ဟမ်ဒီကုမ္ပဏီမှာထုတ်ထားတဲ့စီးကမ်းချက်တွေတောင်ဆိုတာနည်းနည်းလေးမှမစဉ်းစားမိဘူးလား ကုမ္ပဏီရဲ့စီးကားတွေအကုန်လုံးအထူတူပဲမဟုတ်ဘူးလား ဘယ်ကတူရမှာလဲနော်ရှင်တို့ကုမ္ပဏီမှာဒါအချိန်မိုချင်းအချိန်မိုချင်းမပေးရတခြားကုမ္ပဏီမှာဆိုအချိန်မိုချင်းအချိန်မိုချင်းလည်းပေးတယ်နော်လုပ်ငန်းအဆင်ပြေတဲ့ခါကျရင်လည်းဘောနက်တွေပေးတယ်ဟုတ်အဲ့ကုမ္ပဏီကဝန်ထမ်းတွေဆိုရင်အလုပ်လုပ်တဲ့ခါမှာတက်ကြွနေတာပဲဂျာကြီးလောက်ကဝန်ထမ်းတွေလည်းကြည့်လိုက်ခွေးအားကြီးလဲနေထားတဲ့အတိုင်းပဲဂျာကြီးလောက်ကဝန်ထမ်းတွေလည်းကြည့်လိုက်ခွေးအားကြီးလဲနေထားတဲ့အတိုင်းပဲနော် ဘာနင်ဘယ်သူကကြည့်ပြီးတော့ထည့်ပြောလိုက်တာလဲကြည့်ပြီးတော့ထည့်ပြောလိုက်တာလဲ ဟာစိတ်တွေတောင်မထိန်နိုင်တော့ဘာလဲသမီးပြောတဲ့စကားတွေထဲမှာအမှန်တွေပါသွားတော့အနာပေါ်ဒုချသွားလို့နာဝါရလား အမအဲ့ဒါကကျွန်တော်ကြားဘူးလို့ သူများကုမ္ပဏီကဝန်ထမ်းနော်တန်ရှင်းဝန်ထမ်းတော့မှတစ်လ9သိန်းရတယ်9သိန်းရလည်းမပြောနဲ့လေဘောနက်ပေးတဲ့ခါကျရင်10သိန်းအထက်တွေပဲဟုတ်10သိန်းအထက်တွေပဲဟုတ်ဒီကုမ္ပဏီကဘောနက်ပေးဖို့မပြောနဲ့ရက်မှန်ကြီးတော့ဘယ်နာဖြစ်ရမလဲဆိုချောင်းနေကြတယ်အဲ့တော့ကုမ္ပဏီကကောင်းပါအောင်လား ကုမ္ပဏီမှာပတ်သက်မရှိတဲ့ဟာငါနင့်ကိုဘယ်ပတ်သက်နဲ့ခွဲပေးရမှာလဲ ကုမ္ပဏီမှာပတ်စံမရှိရဟဟလားဟမ်သူများရုံးကမန်နေဂျာဆိုရင်လေအရေးကြီးတဲ့အလုပ်ဆိုရင်တေချာဝင်လုပ်ပြီးတော့စီမံခန့်ခွဲသွားတာဟာဒီရုံးကမန်နေဂျာကတော့ဟမ်အရေးကြီးတဲ့အလုပ်ဆိုရင်လည်းလုပ်ဖို့နေတာရုံးမှာတနေကုန်ထိုင်ပြီးတော့ဘယ်ဝင်နှောင်းကငါဘလို့ခေါင်းပုံပြရမလဲစဉ်းစားနေတာလေအဲ့တော့ဝင်ငွေတွေကဝင်မအောင်မလားကုမ္ပဏီအတွက် နင်ဆက်တော့ကြည့်နင်ကငါလှုပ်ထုတ်မယ်နင်ကငါလှုပ်ထုတ်မယ်နင်ကငါလှုပ်ထုတ်မယ် အလုပ်ဖြုတ်လည်းမခိုင်တော့ဒီလိုမဆိုင်ဘူးနော်ဒီလိုမျိုးကုမ္ပဏီတွေအပြင်မှာပေါ်တော့လို့ရိုက်တက်လို့တော့မကုန်ဘူးနော်မခိုင်လိုမျိုးကုမ္ပဏီအပေါ်ကိုတိတက်တဲ့ဝန်ထမ်းမျိုးဘယ်နှယောက်ရှာလို့ရလဲဆိုတာဂျာကြီးတေချာပြန်တွေးကြည့်လိုက် ဆရာအဲ့ကောင်မလို့ကျွန်တော်အခုပဲတော့ထုတ်လိုက်တယ် နေအောင် ဘာဖြစ်လို့ အကောင်မလေးကိုလာတာတိုးပေးလိုက်လာတာတိုးပေးလိုက်ပြီးတော့ရှာတို့ကတိုးပေးလိုက်ကွာပြီးလို့ရှိရင် तू နောက်ကျတာဖြစ်ဖြစ်စောပြန်တာဖြစ်ဖြစ်ဒါကလုံးဝမပြတ်နဲ့ပြီးလို့ရှိရင် तू အိုဒီသင်းတဲ့ခါကျရင်နှစ်ဆပေးလိုက် အဲ့လိုလည်းရတယ်ဟုတ်ဒါကြီးဆက်ပဲကြိုးစားလိုက်ပါဒါကြီးဆက်ပဲကြိုးစားလိုက်ပါ